ပြောမှရှိရတဲ့ဒေါ်လာမိဘပြည်သူများအားလုံးပဲမြင်လာပါခင်ဗျာကျွန်တော်တော့တာဝန်ရတိုင်းရင်383နဲ့တက်ခွက်လေးယူကြဦးမှာတောင်းထဆောင်နေတဲ့ရဲဘော်အောင်သေးဖြစ်ပါတယ်ခုဆိုရင်ဒါကကျွန်တော်တို့ဒီ383နဲ့တိုင်းရင်တက်ခွက်လေးကိုဒီမှာလက်နက်မဲ့အလင်းဝင်လာတဲ့ဒါရဲဘော်ညီလေးနဲ့မိတ်ဆက်ပြီးမှပြပါတယ်ညီလေးရဲ့ဟိုကနာမည်နဲ့ကိုယ်ပိုင်နံပါတ်လေးချက်လောက်ပြောပါပြီပေါ့ညနေမရနန်းလင်းသူကိုပိုင်နံပါတ်ကတော့ဒီလေးဟိုပါပေါ့ဒီစစ်မှုထမ်းဘုရားခေါ်တာကပေါ်တာဆွဲခံရတာဘယ်နေ့လောက်ကဆွဲခံရလဲဒီနေ့လောက်ကလည်းဆိုတော့18ရက်6လပိုင်း2024အခု18ရက်6လ2024ဟိုပါပေါ့ဒီအိမ်မနေဆွဲရလားဒီလမ်းသွားရင်ဆွဲရလားလမ်းကားမောင်းရနေဆွဲခံရတာကားမောင်းရဆိုတော့ဟိုရွာထိပ်ကထွက်ရုံပဲရှိသေးတယ်သူကအုပ်စုနဲ့ဆိုတော့ဘာကြီးလည်းမသိဘူးဆိုပြီးတော့တိကျစောနဲ့မောင်းရညီလေးခဏရက်အောင်တဲ့ဝေးယူနဲ့မေးရရှိလို့ရုံလိုက်ခဲ့ခေါ်ပါဟောသွားပြီးတော့ဟိုကြတော့ခဏလည်းကြာနေကြတော့ညီလေးရတဲ့ဒီလူသားကောင်ဖြစ်မဲ့ကောင်တဲ့အဲ့နဲ့ချုပ်ထက်တက်ထည့်ထားတယ်ချုပ်တက်နေတာပြီးတော့အခုဒီဟိုဒီဘယ်လိုပြောမလဲတင်တန်းကိုပို့တာပေါ့တင်တန်းကိုအဲ့ထဲမှာချုပ်ထားသေးတယ်50ရက်တော့ချုပ်ထားလဲပြီးတော့တင်မျိုးစစ်တပ်ကိုသူကထောက်ပို့ကြီးကိုပို့တယ်ကိုပို့ပြီးတော့ကနေပြီးတော့နေချင်းမပို့တာဝဲကလေး2လလောက်ပဲတက်ရတယ်သူတို့ကတော့3လလို့တတ်မှတ်တာ2လပဲတက်ရတယ်သူတို့အရေးကြီးလို့ပဲ3လဟိုပေါ့2လတင်တန်းတက်ခဲ့တော့တင်တန်းတက်ပြီးတော့တခါတည်းတရင်ကိုပို့တာလားမဟုတ်ရှင်းတန်းတစ်ခါတက်ပို့တရင်ဆိုတော့အခုထိမြင်တော့မမြင်ဘူးသေးဘူးတင်တန်းဝဲကလေးကနေပြီးတော့ကြောင်းဆင်းလဲပြီးတော့လက်တန်ကွင်းတော့ပို့ဟောနတ်တန်ငွေမှာခုနဒီအကိုတို့နဲ့ဒီဘာမှချိတ်သေးရနော်ဟုတ်တယ်ချိတ်အဲ့တော့လည်းလို့ရှိရနေပြီးတော့လက်ဖို့ကြိုးတာဒီမအောင်မြင်ခဲ့ဘူးတို့ကပတ်ချတယ်ကမိုင်းလေးထောင်ထားလေးကင်းနေချတာအခုနဒီကနေလေကနေလေပြီးတော့ညောင်ညိုးပို့တယ်ပေါ့ဟုတ်တယ်ညောင်ညိုးတန်းပို့တာသူတို့နောက်တန်းပြန်မယ်ကနေပြီးနောက်တန်းပြန်မယ်ဆိုပြီးတော့သူတို့ကစစ်စင်ရေးကာလ6နှစ်ဖြစ်သွားပြီဆရာတယောက်ကပြောနောက်တန်းပြန်ဖို့ချိန်ရောက်ပြီနေပြီးတော့အကုန်လုံးသားသားတွေအကုန်လုံးဗီဒီယိုစစ်တွေအကုန်လုံးကောက်ဝတ်တင်ပြီးတော့300ခုမှာ300ခုမှာဝင်ရပြီးတော့ရခိုင်အတွက်လက်နက်ထုတ်ပြီးမှာတစ်ခါပြီးတယ်မှာသူတို့ရှင်းနေတစ်ခါလုပ်ဖို့လုပ်လည်းမအောင်မြင်ခဲ့ဘူးတာယာဝတီတော့ရောက်လိုက်တယ်တာယာဝတီမင်းညောင်ခိတ်မှာပြန်ပြီကနေမှခုနဒီညောင်ညိုးခိတ်ကိုရောက်တော့ညောင်ညိုးမှညီလေးခုနဟိုပါပေါ့ဟိုတိုက်ပွဲဗန်းနေရင်တော့တွေ့ရလဲညီလေးရောက်တော့အချိန်ဒီရောက်တော့ရောက်ချင်းမှတန်းပြီးတော့တိုက်ပွဲနှွှဲရတယ်တိုက်ပွဲနေတာတော့ကျန်းတယ်တော့လည်းကျန်းတယ်ဟိုကလည်းထိုးသိကလည်းတော့ကျန်းတယ်စားတော်ဦးတုံးတက်သွားတော့ကျွန်တော်မြောက်ခင်တက်သွားတာ200လောက်ကိုတက်သွားတာတက်သွားတော့သူတို့ဒီအောက်ကိုပြန်ပါလာ120လောက်ကိုပြန်ပါတော့နေပြီးဒီဘက်သူတို့နောက်ကိုမစင်ကုန်းဘက်ကိုပြန်ဆုတ်လာတယ်သူတို့ပထမတာဝန်ကုန်းကိုတက်ပြီးဟိုလို့တော့သူတို့အကြဘက်များလို့ဆိုပြီးဒီဘက်မစင်ကုန်းကိုပြန်ဆုတ်လာရထပ်ပြီးတော့နတ်စင်ကုန်းထိုးသစ်စင်နဲ့ခဏ2ရက်ချ3ရက်ချတဲ့ခါထိုးသစ်စင်မှာသူတို့ဆရာဒီဘက်ကနေပြီးတော့လူကနေပါအဲ့လိုတနေ့ကိုနည်းအဲ့လိုဆိုင်ပါနဲ့ထိတွေ့ကြအမက်ကြီးချီတာဟုတ်မက်ကြီးချီပြီး80လောက်ပဲရှိတာ80လောက်လေကြားလေကြောင်းရ1000လောက်နဲ့ဝင်ပြီးတော့လုံးလိုက်တာဝင်ပြီးတော့သူတို့အခုညောင်ညူးကြပါခုနကဝင်ပြီးတော့စကြောင်းလို့တော့ခုနဒီစစ်ကောင်စီကခုနဘယ်လိုလက်နက်မျိုးတွေတုံးလဲလက်နက်မျိုးတွေလဲဆိုတော့သူတို့ဂျွာမူကလှမ်းပြီးတော့ဟိုလက်နက်ကြီးပြစ်ကူတောင်းတယ်120လို့လေပြစ်ကူလို့ပါလို့နှစ်တောင်းတယ်အဲ့လိုမျိုးဟိုလေပြစ်ကူဟိုမှာလဲခုနကြားရတာခုနကိုအချင်းချင်းမပြီးတော့အဲ့လိုချတယ်အဲ့ဒါဟုတ်တယ်အဲ့လိုလှမ်းပြီးတော့အဲ့လိုစစ်ကူတောင်းပြီဆိုရင်သူက120လှမ်းပစ်တယ်လှမ်းပစ်လဲသူကရဲလူနဲ့လည်းမင်းကိုတောင်းမကြဘူးသူတို့အထက်ပဲပြန်ကြတော့အများဆုံးကြသွားတာတော့အခုပြည်သူ့စစ်မှုရနေရောအဲ့လိုအများဆုံးကြပါနောက်ပြီးတော့ပြည်သူ့စစ်မှုရနေတစ်ခါမှသူတို့အတွေ့အကြုံမရှိဘူးလေအတွေ့အကြုံမရှိတဲ့ခါကျအဲ့လိုရမ်းပြစ်ပြကြတော့ကိုလူကိုထိလို့အဲ့လိုကြပါလို့လည်းရှိတယ်အဲ့ကနေလည်းပြီးတော့ဒီဘက်ကိုထုတ်ပြေးတာပေါ့ဟုတ်တယ်နောက်ပြီးတော့လေရင်ပြစ်ကူလို့ပါဘူးပင်ရဒီတိုင်းပဲတစ်ခါဆိုရင်တော့ညာပိုင်းကျွန်တော် group ချင်းရှိရင်လာကြတယ်သူညာပိုင်းတိုက်ပွဲဖြစ်တော့လေညာပိုင်းတိုက်ပွဲဖြစ်တော့အဲ့လိုလေပြစ်ကူပေးပါဦးလက်တောင်းတော့လာတယ်အပေါ်နေဝဲနေအကြာကြီးပဲဝဲပြီးတော့မှကျွန်တော်ဂရုတ်ချင်းအရှိကိုလာပြီးတော့တက်ကြအခုနသူတို့ဒီခုနကလေပြစ်ကူပေးတဲ့အချိန်မှာခုနသူတို့
မှားပြီးတော့ကျေးတယ်ခုနညီတို့ခုနပြည်သူစစ်တွေကဘယ်လောက်ကြာအဲ့လိုကြာတာတွေပါရှိတယ်အဲ့လိုမျိုးကြာတာတော့အဲ့လိုမျိုးကမဖြစ်ဘူးဒါပေမဲ့ဟိုတကယ်ဟိုဟာတက်လုံးလာလို့ဘာလို့မရကြရင်အဲ့လိုနေပြကူလို့ဘာလို့ပြီးရင်ဒရုန်းလို့ဘာလို့ပြီးရင်အဲ့လိုသူတို့ချရင်အဲ့အများဆုံးကြာတာအဲ့ဘူကြီးတို့တက်မှမှုအဲ့လိုမျိုးအများဆုံးကြာဟိုအထိုင်ကနေကိုကအထိုင်ကနေပြီးတော့တိုက်ပြီးအဲ့ဒီတိုက်ပြီးဆိုရင်အဲ့ပြည်သူစုတွေနဲ့အများဆုံးကြာတိုင်းရင်းနေရာဘယ်တိုင်းရင်းတွေတုံးတာလဲသူတို့တိုင်းရင်းနေရာအခုအများဆုံးသူတို့တုံးတာတော့98နှစ်က99ခု996 365အခုနသူဒီဟောပေါ့နောင်ကျိုးကြပြီဆိုတော့ခုနဒီပြည်တဲ့တို့ဒီဘက်ပဲခူးတိုင်းဘက်ကိုဝင်လို့ရပြီဆိုတော့သူတို့တွေကဘယ်နေရာတွေမှာခံသစ်တွေပြေးလာတယ်ညောင်ချီရောက်ဘက်မှာတော့အဲ့လိုရဲစခန်းထဲမှာတို့လက်လက်ကြီးစင်တာတို့အဲ့လိုဒုံးဖွဲ့လို့ဘာလို့ရှိရဒုံးတက်လို့ပါဒုံးဖွဲ့လည်းချလဲကိုလူတွေကိုပဲအကုန်လုံးကိုလူပဲပြန်ထိတာသူတို့ကတစ်ခါတလေဆိုရင်အဲ့အဲ့ဒါတက်ပြီးအဲ့ဒုံးကအဲ့ဒါတက်ပြီးတော့ကိုယ့်ရဲ့တရင်တက်ဖွဲ့နေတဲ့နေရာပေါ့ဟိုစခန်းချတာနေရာပေါ့ပတ်ဝဲအားကြအဲ့အိမ်ကိုပြန်ကြတယ်ပြည်သူအိမ်ကိုပြန်ကြတယ်အဲ့မှာအကျသားကြီးပိုင်းနေသေးတယ်လေအဲ့လိုပြန်ကြတယ်တက်မှမှုဆိုရင်သူ့ဒရုန်းကိုသူကြောက်လို့ပတ်ပြေးနေရောဟုတ်တယ်သူကအဲ့ဒါတက်ပြီးတော့ပတ်ပြေးနေရောတော်ပြီခုနဒီဟောပေါ့ဒီသူတို့ကြာသွားတယ်ခုနဒီစစ်သားအလောင်းတွေကိုသူတို့ဘယ်လိုလဲတေချာတကြိုးပေးတာရှိတယ်တေချာတကြိုးမတကြိုးအဲ့ဆွဲတော့ဆွဲရရင်တော့ဆွဲရပြီးတော့တကြိုးတော့မရှိဘူးအဲ့လိုတခါတည်းကျွင်းတူးပြီးတော့10လောက်15လောက်အဲ့လိုမြုပ်လိုက်မြုပ်မိသားပြန်လာတွေပါလည်းမရှိဘူးအဲ့လိုနောက်ပြီးတော့သူတို့အဲ့လိုကြာသွားတာတို့ဘာလို့ကြတော့သူတို့အိမ်ကိုလည်းတရင်မပို့ပျောက်ဆုံးဆိုပြီးထည့်လိုက်ပြီးရပုံစံမျိုးနဲ့ပျောက်ဆုံးလို့ထည့်လိုက်ခုနဟောပေါ့ဒီအဲ့ညောင်ကျိုးကိုပို့တာကြတော့ခုနဘယ်တိုင်းနေရလဲပေါ့ဘယ်တိုင်းနေရခုနဟိုစုတဲ့ခုနဘယ်လိုလဲပေါ်တာဆွဲခံရတယ်ခုနအတင်းအဓမ္မစူးစောင်းခံရတဲ့အဖွဲ့တွေပေါ့ခုနဘယ်တိုင်းနေရနေပို့တယ်များတယ်ဘယ်တိုင်းနေရလဲဆိုတော့အဲ့ဟိုဘက်ကိုတောင်းဘက်ကတော့များတယ်ကိုတောင်းဘက်ကအရာဝီတိုင်းဘက်ကဒီပကူတိုင်းအနောက်ရှမ်းဘက်ကတက်တွေကတော့အဲ့99ခွန်တို့98တို့996 365အဲ့တက်တွေအများဆုံးအဲ့မှာခုနတို့ပေါ့ညီလေးတို့လိုပဲဒီဟိုပေါ့အလင်းဝင်ရလူတွေလည်းရှိမှာပေါ့ရှိတယ်တော်တော်များများရှိတယ်သူတို့တွေကအဲ့လိုစစ်ကောင်စီဘက်ကနေပြီးတော့ချင်းချောက်ထားတာအဲ့လိုဒီဘက်ကိုဝင်ဒီဘက်ကလူတွေကတက်တယ်ဖြတ်တယ်လို့ဘာလို့ညာလို့ねအဲ့လိုချင်းချောက်ထားတယ်သူကမနာရုပ်ဖြစ်နေဟိုတော့ပေါ့ဒီဟိုမရောက်ခင်ညီလေးဟိုကနေလည်းပြီးတော့ဒီဟိုဘယ်လိုပြောမလဲဒီဘယ်နေရနေလောက်ကစပြီးတော့ထွက်ပြေးလာတယ်တဲ့ငါညောင်ကြီးကနေထွက်ပြေးလာတာဆိုတော့အဲ6ရက်နေလောက်ကပေါ့3လပိုင်း6ရက်နေလောက်ကစပြေးလာ2024အဲ့ဒါနဲ့စပြေးလာအော်2025 3လပိုင်း2025 3လပိုင်းစပြေးလာဒီ6ရက်နေပေါ့6ရက်နေအေးပေါ့ခုနဒီနောက်ထပ်အလင်းဝင်ကြီးနဲ့ခုနညီလေးလိုမျိုးရှိမယ်ညီလေးနောက်ထပ်ခုနလိုတက်တာသေးစုခံရတဲ့လူတွေဘာပြောချင်လဲသူတို့အဲ့စေကောင်စီကချင်းရောက်ထားတဲ့ဟာတကယ်မဟုတ်ပါဘူးဒီရောက်တော့ကိုယ်တိုင်လည်းရောက်ပြီးပါပြီရောက်တဲ့ခါကျတော့နုံနုံထွေးနဲ့လည်းကျူပါတယ်လို့နောက်ပြီးတော့အဲ့လိုအလင်းဝင်ခြင်းနဲ့အဲ့လိုပြည်သူစစ်ကျွန်တော်နဲ့အဲ့လိုဟိုဘဝတူတွေပေါ့အဲ့လိုဘဝတူတွေလည်းစိတ်ချလက်ချအလင်းဝင်လို့ရပါတယ်လို့ဒီဘက်ကနုံနုံထွေးကျူနေပါတယ်ပြောချင်